ကျုံမိမရန်ကုန်မြို့လေကောင်မှာလဲတရားမျှတမှုအောင်ဆိုသည့်ဒေါက်တာကောင်းဆန်ဖမ်းဆီးခံရင်ပြီးခဲ့သည့်မေလ2 ရက်နေ့ကရန်ကုန်မြို့တွင်ဒေါက်တာကောင်းဆက်၏ဇနီးဖြစ်သူမှအုပ်စုဖွဲ့လေရရက်ဆက်ဆက်တပ်ဖြတ်ခြင်းခံခဲ့ရသည်အဆိုပါမှုတွင်ကျူးလွန်သူများမှအရာရှိကြီးများ၏သားသမီးများဖြစ်နေသောကြောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးရန်ပျက်ကွက်နေကြောင်းဝေဖန်မှုများထွက်ပေါ်ခဲ့သည်ယင်းဖြစ်ရပ်နှင့်ပတ်သက်၍တရားခံများကိုဖမ်းဆီးပေးရန်ဒေါက်တာကောင်းဆန်ကလူမှုကွန်ရက်မှတဆင့်ဗီဒီယိုဖိုင်ဖြင့်တောင်းဆိုဝေဖန်ခဲ့ပြီးနောက်မေလ9 ရက်နေ့တွင်ဒလမျိုးနယ်ရှိရင်းဤနေအိမ်သားရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည်ဒေါက်တာကောင်းဆန်သည်2015ခုနှစ်တွင်တက်မတော်မှထွက်ခဲ့သည့်စစ်ဆရာဝန်ဟောင်းတဦးဖြစ်ပြီးဒလမျိုးနယ်လက်ထူးမီရှိစေခန်းဖွင့်လှစ်ကလူထုကိုစေကူးကြပေးနေသူဖြစ်သည်ရင်းကိုအင်စိန်တောင်တွင်ဖမ်းဆီးကျုံနှောင်ထားပြီးရင်းတင်ထားသည့်ဝေဖန်မှုဗီဒီယိုများကိုလည်းရဲတပ်ဖွဲ့ကအကောင့်အတွင်းဝင်ရောက်ဖျက်ဆီးခဲ့ကြောင်းသိရသည်